Hello, welcome to Little Lida. I am Wiwa. Today, I'd like to share some basic English grammar rhymes with you. If you are a teacher or a parent and you want to teach your kids basic grammar rules, and you think these rules are too complicated for your kids to memorize, then this video is for you. I've been teaching basic English grammar to young children who are around 10 years old, and I find it really hard to make them memorize rules because, kids, they don't want to learn things by heart and they just want to have fun and they are interested in poems and songs and rhymes. So I created these English grammar rhymes to help my students to memorize basic grammar rules. And guess what? It worked. So I figure it will be more helpful to kids and teachers and parents if I share these rhymes online. So I hope it helps. And one more thing, this video is only for children who speak Burmese and who are beginners. So I'll be explaining all the things in Burmese throughout the video. Is that okay? Right. So let's dive into our lesson. Okay, let me share my screen. Right. Okay. Our lesson today is English grammar rhymes. The first thing ပထမဆုံးတစ်ခုကတော့ basic English grammar terms လို့ခေါ်တဲ့အခြေခံအင်္ဂလိပ်သဒ္ဒါအသုံးအနှုန်းတွေကိုရှင်းပြပါမယ်အရင်ဆုံးဘာဖြစ်လို့လဲဆိုတော့ဒီကြပြလေးပဲရွတ်ပြလိုက်လို့ရှိရင်ဒီကြပြလေးကိုကြည့်ပြီးတော့လိုက်ပြီးတော့သင်ပေးရမယ်မိဘမောင်နှမတွေနဲ့ဆရာဆရာမတွေအတွက်ကြတော့နည်းနည်းကိုပြင်ဆင်ထားတာမဟုတ်တော့တစ်မျိုးဖြစ်နေနိုင်တော့လေအခြေခံဒီကြပြလေးဘယ်လို rules တွေပေါ့အခြေခံပြီးတော့လုပ်ထားတယ်ပေါ့နော်အဲ့ဒါလေးသိရအောင်အရင်ဆုံးဒီအသုံးနှုန်းလေးပြောပြပါမယ်နောင်ကနန်ကိုခေါ်တဲ့တက်ရှိတက်မဲ့ drummer တွေရဲ့အမည်တွေကိုနန်လို့ခေါ်တယ်ဆိုပြီးတော့ကလေးတွေကိုရှင်းပြပါမယ်တက်ရှိတက်မဲ့လူကြောင်းခွေးပေါ့နော်စသဖြင့်နာမည်လေးတွေဥပမာပေးထားတယ်ဒီမှာနောက်တစ်ခါတမဲဆိုတာဘယ်လိုဟာလေးတွေပေါ့ဒါလေးတွေကိုအင်္ဂလိပ်လိုမြန်မာလိုတွဲပြီးတော့ဥပမာပေးထားတယ် drummer ဆိုတာကင်ပြလို့မရတဲ့ပစ္စည်းတွေပေါ့ဥပမာအချစ်တို့အမုန်းတို့ရိုးသားမှုတို့စသဖြင့်ပေါ့နော်နောက်တစ်ခုကနန်စားပေါ့နန်စားဆိုတာရိုးရိုးလေးပဲနန်ရဲ့အစားသုံးတာကိုနန်စားလို့ခေါ်တယ်ဆိုပြီးတော့ရှင်းပြမယ်ကရိယာပေါ့ verb ကရိယာကကြတော့၃မျိုးရှိရဲဆိုပြီးတော့ရှင်းပြပါမယ်ပြုတုပ်ခြင်းကိုပြတယ်ဖြစ်ခြင်းကိုပြတယ်ပြုခြင်းကိုပြတယ်ရှိခြင်းကိုပြတယ်စကားလုံးတွေကိုကရိယာ verb လို့ခေါ်ပါတယ်ဆိုပြီးတော့၃မျိုးကိုဥပမာလေးတွေနဲ့ရှင်းပြပါမယ်ဟုတ်ပြီ adjective နာမဝိသေသနနာမဝိသေသနကတော့နာမ်ကိုအထူးပြုတဲ့စကားလုံးကိုနာမဝိသေသနလို့ခေါ်မယ်ဆိုပြီးတော့ရှင်းပြပါမယ်များသောအားဖြင့်မြန်မာစကားလုံးတွေမှာတော်နဲ့စုံတယ်ဥပမာဆိုလှတော်တို့လိမ္မာတော်လို့စသဖြင့်ပေါ့နော်နောက်တစ်ခုက adverb ကရိယာဝိသေသနကရိယာဝိသေသနကတော့ကရိယာကိုအထူးပြုတဲ့စကားလုံးတွေဖြစ်ပါတယ်များသောအားဖြင့်မြန်မာလို့ဆိုရင်စွာနဲ့စုံတယ်ပေါ့နော်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ ly နဲ့အဆုံးသတ်တယ်ဆိုပြီးတော့ရှင်းပြပါမယ်ဒါကအခြေခံလေးပဲဖြစ်တဲ့အတွက်အကုန်လုံးတော့မပါဘူးခုနဆို noun pronoun verb adjective adverb နောက်တစ်ခုပါအောင်မယ်ပေါ့နော် preposition we verb ပေါ့ဒါလေးတွေကကြတော့အခြေခံအဆင့်မှာမဖြစ်မနေသိဖို့လိုတဲ့ဟာမဟုတ်လို့ပေါ့အရန်ရှုပ်ထွေးတဲ့တခြားစကားဆက်တွေတို့ဘာလို့အဆင့်တွေအဲ့ဒါတွေကိုတော့ခြံထားခဲ့ပါတယ် we verb ကအချိန်နဲ့နေရာကိုပြတဲ့နေရာမှာသုံးတယ်ပေါ့ချိန်တဲ့နေရာကိုပြတဲ့နာမ်ရဲ့အရှိမှာ we verb ထည့်ရတယ်ပေါ့ဥပမာကျောင်းမှာဆို at school အင်္ဂါနေ့မှာဆို on Tuesday 7 နာရီမှာလုပ်မယ်ဆို at 11 o'clock စသဖြင့်ပေါ့နော်ဆိုဒါလေးရှင်းပြပြီးပြီဆိုရင်တော့ကလေးတွေကဒီဟာတွေကိုမှတ်ဖို့ရအတွက်ကသူတို့အတွက်ကနည်းနည်းခက်ခဲရှိတယ်အဲ့တော့သူတို့မှတ်လို့လွယ်အောင်လို့ဆိုပြီးတော့ဒီကြပြလေးဖန်တီးထားတယ်ပေါ့နော်ဆိုကျမကဖြည်းဖြည်းမှန်မှန်တကြောင်ချင်းရွတ်သွားမယ်တကယ်လို့ကလေးတွေလည်းလိုက်ပြီးရွတ်ချင်ရင်ရွတ်လို့ရအောင်ခဏလေးဂျားထဲမှာခြားပေးသွားမယ်ပေါ့နော် Okay let's start စမယ်နော်တရားအသုံးလေးတွေဟာအခြေခံကြတာ
ဒီသုံးနှုန်းတွေသိထားမှတဒါသင်လို့လွယ်မှာဗျနောင်ဆိုတဲ့နန်းဆိုတာအမည်ဟူသမျှပါဘာတွေရဲ့အမည်တွေလဲသက်ရှိသက်မဲ့အားလုံးပဲကင်တွယ်မရဒရမက်မှာအမည်ရှိပြန်တာဘာတွေလဲဆိုအချစ်အမုန်းရိုးသားမှုတို့နမူနာသုံး pronoun ဆိုတာနာမ်စားပါနာမ်ရဲ့အစားသုံးတာပါကျွန်တော်ကျမသူမစတာတွေကနာမ်စားပြကရိယာဆိုတဲ့ verb ဆိုတာပြုသည်ဖြစ်သည်ကိုပြတာရှိသည်ပြောလဲ verb ပါပဲသုံးမျိုးသုံးစားပဲ adjective တွေဆိုတာလေနာမဝိသေသနာပါဟေးနာမ်ကိုအထူးပြုတာမို့နောင်ရဲ့ရှိမှထားကြစို့သူတို့ကရောဘာတွေတုံးဒေါနဲ့ဆုံးတာအကုန်လုံး adverb ဆိုတာဟာကရိယာဝိသေသနာပါ verb ကိုအထူးပြုလို့သူ့ရှေ့နောက်မှာထားကြပါစို့ဘယ်လိုစာလုံးလေးတွေဟာ adverb မှန်းသိနိုင်တာများသောအားဖြင့်စွာနဲ့ဆုံးအင်္ဂလိပ်စလုံး ly သုံး preposition ဝိဘတ်ဟာနေရာအချိန်ပြတာပါ at ရဲ့ on ရဲ့ in ရဲ့နဲ့ from နဲ့တူလဲပါတဲ့ကွက် grammar သင်ရင်မပြင်းအောင်ကွယ်ဒီစလုံးလေးတွေမှတ်ထားမယ်ဒါတွေသိမှအခြေခံရသားတို့သမီးတို့ပြောမှာဗျဟုတ်ပါပြီနောက်တစ်ချက် slide နောက်တစ်ချက်ကိုသွားမယ်နော်ဟို like ပြီးတော့ရွတ်ကြည့်ချင်လဲရွတ်ကြည့်လို့ရအောင်ဆိုပြီးတော့ကျွန်မဖြည်းဖြည်းမှန်မှန်နဲ့တစ်ချောင်းပြီးရင်ခဏနားထားပြီးတယ်အကယ်၍like ရွတ်ဖို့နည်းနည်းမြန်နေရထင်ရင်လဲတစ်ချောင်းပြီးရင်တစ်ခါဗီဒီယိုလေးကိုခဏရက်ပြီးတော့ like ရွတ်ကြည့်လို့ရပါတယ်နောက်တစ်ခုသွားရအောင်ဒါကအခြေခံအင်္ဂလိပ်တရားခေါ်ဝေါ်တွေပေါ့နော်နောက်တစ်ခုကတော့နန်စားတွေကိုဇရာဆွဲထားပေါ့ဒီဇရာကများသောအားဖြင့်တော့9တန်းလောက်ရောက်ပြီဆိုရင်ဒီဇရာကတော်တော်ကြီးညက်တင်နေပြီပေါ့နော်9ဟို6တန်း9တန်း6တန်းတင်ပြီးပြီ9တန်းရောက်ပြီဆိုလို့ရှိရင်ဒါပေမဲ့မကြီးညက်သေးဘူးဆိုရင်လည်းပြန်ကြက်ရမှာပေါ့နော်ကျမစီမှာတော့4တန်းလောက်ကနေစပြီးတော့ဒီဇရာကိုကြက်ခိုင်းပါတယ်ဆိုဒီဇာလေးကိုဒီတိုင်းပဲ I ကျွန်ုပ်ဒီအမိမိကျွန်ုပ်ကို my ကျွန်ုပ်ဤ my any my ကျွန်ုပ်ပိုင်ဆိုင်သောအရာ my self myself ကျွန်ုပ်ကိုယ်တိုင်ဒီလိုမျိုးချက်ခိုင်းတယ်ဒီလိုမျိုးအကုန်လုံးကိုဇာတစ်ခုလုံးအတန်းတိုင်းကိုချက်ခိုင်းတယ်ဒါပေမဲ့လည်းကျောင်းသားတွေကဒီချက်ထားတာတက်တက်ပဲဟိုသူတို့ကိုစာကြောင်းထဲမှာဒီနံစာတွေကိုထည့်သုံးပါလို့ပြောလိုက်လို့ရှိရင်သူတို့ကမသုံးနိုင်ကြဘူးဖြစ်တတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဘယ်ဟာက subject လဲဘယ်ဟာက object နေရာမှာနေမှာလဲစသဖြင့်ဘယ်ဟာကပိုင်ဆိုင်မှုကိုပြတာလဲအဲ့လိုမျိုးသိပြီးမကွဲပြားဘူး။အဲ့ဒါကြောင့်မလို့ဒီဇာဇာလေးနဲ့အတူဇာလေးကိုလည်းချက်ခိုင်းတယ်ပြီးရင်ဒီကြပြလေးကိုပါတွဲပြီးမှတ်ခိုင်းတယ်ပေါ့နော်။ဆိုကြပြလေးဆိုကြည့်ရအောင်။ subject pronoun ဆိုတာဟာဝါကြရှေ့ဆုံးမှာဇာတ်ထဲမှာကြည့်လိုက်တော့ရှေ့ဆုံးအကွက်ပေါ့ object pronoun ပြောင်းကြရန်ဝါကြနောက်ကိုရွှေ့ရပြန်ဇာတ်ထဲမှာကြည့်လိုက်အောင်ဒုတိယအကွက်3ပိုင်ဆိုင်မှုကိုပြတဲ့အခါဇာတ်တတိယအကွက်မှာပါသူကြီးပဲတော့သုံးလို့မရနောက်ကနောင်ပါမှာပိုင်ဆိုင်မှုကိုရည်ညွှန်းရန်နောက်တစ်မျိုးရှိသေးပြန်အဲ့ဒါကတော့ဇရာရဲ့၄ကွက်မြောက်မှာကွက်ဇရာနောက်ဆုံးအကွက်ဟာပြုသူရည်ညွှန်းနံစားပါဘယ်အချိန်မှာသုံးရပါကိုယ်တိုင်လုပ်ရင်ပြနန်စားအားလုံးနေရာမှန်3ဒီကာယံလေးအလွယ်ဆုံးအပြေးမှတ်ခါချက်ထားအောင်ဟုတ်ပါပြီ pronoun table လေးနဲ့ပတ်သက်ပြီးတော့ကြပြလေးရွတ်ပြီးပြီဆိုတော့အလွတ်ရအောင်ကြက်တာကတော့ကျွန်မကလေးတွေကိုတော့နေ့တိုင်းသင်တန်းမှာနေ့တိုင်းရွတ်ခိုင်းတယ်ဟိုသင်သားသမျှကြပြတွေအကုန်လုံးနေ့တိုင်းရောက်ချင်းရွတ်ခိုင်းတယ်ပေါ့နော်အဲ့လိုဆိုသူတို့မှတ်မိပါတယ်ကဲနောက် slide တစ်ချက်ကိုကြည့်မယ်နော်ဒါကတော့ singular noun လို့ခေါ်တဲ့အနည်းကိန်းနာမ်တွေကို
နဲ့ပတ်သက်ပြီးတော့ A နဲ့ N နဲ့ထည့်တဲ့အခါမှာကလေးတွေမရောမထွေးပဲနဲ့မှတ်အောင် A နဲ့ N ကိုသုံးနိုင်ဖို့ပေါ့နော်ဆိုဘယ်ဘက်ချမ်းကဇာတ်လေးကရှင်းပြထားတာအနေကိန်းနံတွေကိုတစ်ခုတစ်ကောင်တစ်ယောက်ဆိုတဲ့A နဲ့ N နဲ့တွဲပြီးတော့သုံးရမယ်ပေါ့ဆိုဘယ်လိုအချိန်ဒီမှာ A နဲ့ N သုံးရမလဲဆိုတော့ vowel နဲ့စတဲ့စကားလုံးတွေ vowel ၅လုံး A E I O U vowel ၅လုံးနဲ့စထားတယ်သို့မဟုတ် vowel အတန်ပေါ့မြန်မာလိုဆိုအတန်ထွက်တဲ့စကားလုံးတွေရဲ့ noun တွေရဲ့ singular noun တွေရဲ့အရှိမ ANN ထည့်ပေးရမယ်ဒါပေမဲ့ vowel မဟုတ်တဲ့ကျန်တဲ့စကားလုံးတွေကိုတော့ကျမတို့က consonant လို့ခေါ်တယ်ဆိုတော့အဲ့ consonant နဲ့စထားတဲ့ singular noun တွေရှိမှကြတော့ A ထည့်ပေးရမယ်ပေါ့ဆိုတော့အဲ့ဒါလေးကိုကြပြလေးနဲ့မှတ်မိအောင်ချက်ခိုင်းပါမယ်ဆိုတော့ကျမဖြည်းဖြည်းချင်းဆိုလိုက်မယ်လိုက်ဆိုခြင်းရင်လည်းဗီဒီယိုလေးကိုခဏရက်ပြီးတော့လိုက်ဆိုလို့ရတယ်ရှေ့တွဲရတဲ့ noun တွေမှာ2မျိုးခွဲနိုင်တာ singular နဲ့ plural အနည်းနဲ့အများပဲ singular noun ရှေ့မှာကွဲ A or N ထည့်ရမယ် A or N ကဘာလဲဟဲ့တစ်ခုတစ်ကောင်တစ်ယောက်ကွ consonant နဲ့စထားရင် A သာထည့်ပါလျင် vowel လေးနဲ့စရင်တော့ N လေးထည့်လိုက်ပေါ့ singular လေးမှန်ဖို့ရ A or N လေးထည့်ရမှာဘာနဲ့စရင်ဘာကိုထည့်ဒီကြပြလေးသာကြက်လာခဲ့ဟုတ်ပါပြီနောက်တစ်ခုရွှေ့ရအောင်နောက်တစ်ခုကလည်း noun ပါပဲဒါပေမဲ့သူကအများကိန်းနံလေးဖြစ်သွားတယ်အများကိန်း noun ပေါ့နော်ဆိုအများကိန်း noun လေးသိဖို့အတွက်ကိုကျမတို့ဒီဇာတ်လေးကိုအရင်ကြည့်မယ်နော်ဒီဇာတ်လေးမှာဘယ်ဘက်ချက်မှာ singular noun ညာဘက်ချက်မှာ plural noun ဆိုပြီးပြထားတယ် singular noun ကနေ plural noun အနည်းကိန်းကနေအများကိန်းကိုပြောင်းတဲ့အခါမှာများသောအားဖြင့်တော့အပေါ်ကအတန်းမှာလို့ပဲ s ပဲထည့်ရတယ်များသောအားဖြင့်ပုံမှန်ဆို s ပဲထည့်ရတယ်ဒါပေမဲ့နောက်ဆုံးစလုံးက y နဲ့စုံပြီးတော့နောက်ဆုံးစလုံးရဲ့အရှိမ consonant ရှိနေတဲ့ consonant ဆိုတာခုနကပြောတဲ့ A E I O U ငါးလုံးမဟုတ်တဲ့ noun တွေရှိနေမယ်ဆိုရင်သူက y ကိုဖြုတ်ပြီးတော့ IES ပေါင်းပေးရတယ်ဥပမာ baby ဆို y နဲ့စုံတဲ့ y ရှိမှာ b ဆိုတဲ့ consonant ရှိရယ်ဒါကြောင့်မလို့ y ကိုဖြုတ်ပြီး IES ပေါင်းတာတယ်ဒါပေမဲ့ y နဲ့စုံပေမဲ့ y ရဲ့ရှေ့ကက်လျက်မှာ vowel ရှိနေတယ်ဆိုရင်တော့ s ပဲပေါင်းရမယ်ဒီမှာ toy y နဲ့စုံတယ် y ရဲ့ရှေ့မှာ o ဆိုတဲ့ vowel ရှိတယ်ဒါကြောင့်မလို့သူ့ကို s ပဲပေါင်းမယ် TOYS toys ကျန်တဲ့ဒီ noun တွေပေါ့ ch တို့ sh တို့ s တို့ o တို့ x တို့ဒါတွေနဲ့စုံရင်တော့ es ပေါင်းရမယ်ဥပမာ ch နဲ့စုံတာဆိုရင် WATCH what လက်ပတ်နာ es ပေါင်းရမယ် watches sh နဲ့စုံတာဆို bush bush ခြုံပုတ်ပေါ့နော်ဒါဆိုရင် bushes bushes အများကိန်းဖြစ်သွား es ပါမယ်နော်နောက် s နဲ့စုံတာဆို bus 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 ကားပေါ့နော် es ပေါင်းလိုက်တော့ buses o နဲ့စုံတာဆိုရင် potato အာလူ es ပေါင်းလိုက်တယ် potatoes နောက် x နဲ့စုံတာဆိုရင် box box ဆို es ပေါင်းလိုက်တော့ boxes boxes ဒီလိုမျိုးကြီးပြောင်းရမယ်ပေါ့နော်နောက်တစ်ခုက f သို့မဟုတ် fe နဲ့စုံတဲ့ noun တွေဆိုရင်အဲ့ဒီ f သို့မဟုတ် fe ကိုဖြုတ်ပြီးတော့ ves နဲ့အစားထိုးပေးရမယ်အများကြီးပြောင်းချင်ရင်ဥပမာ leaf leaf f နဲ့စုံတဲ့ f ကိုဖြုတ် ves နဲ့အစားထိုးတော့ leaves knife knife fe နဲ့စုံတဲ့ fe ကိုဖြုတ် ves နဲ့အစားထိုးမယ် knives knives ဆိုဒါပေမဲ့ဒီလို rules တွေကိုကလေးတွေကိုမှတ်ခိုင်းတဲ့အခါမှာသူတို့မှာအခက်အခဲရှိရမမှတ်မိဘူးတော်တော်လို့သူတို့အတွက်ခက်တယ်ပေါ့သူတို့အုံနောက်လေးအတွက်အဲ့ခါကျတော့ကျမဒီမှာကြပြလေးသူတို့အတွက်ဖန်တီးပေးထားတယ်ဒါလေးရွတ်ကြည့်ရအောင်နော်ဒီလိုလေးရွတ်ဖို့အတွက်ကိုဖြည်းဖြည်းနဲ့မှန်မှန်တော့ရွတ်သွားပေးမယ်တကယ်လို့မြန်နေရဆိုလို့ရှိရင်လည်းဗီဒီယိုလေးကို pause လုပ်ပြီးတော့လိုက်ရွတ်ကြည့်ပေါ့နော်စကြရအောင်နောက်နေကိုကွယ်များကိန်းပြောင်းရင်နောက်မှာ s လေးထည့်လိုက်ရုံပင်ဒါပေမဲ့လည်းအချို့က es ထည့်ဖို့လိုသဗျy နဲ့စုံပြီး y ရှိမှာ consonant ရှိနေတာ y ကိုဖြုတ်ခါ i ကိုပြောင်း es ထည့်ကပေါင်း y နဲ့စုံပြီး y ရှိမှာ vowel ရှိရင်ကွယ် s ကိုသာအလွယ်ပေါင်းအများကိန်းကိုပြောင်း ch sh s and o x လေးလဲပါတကိုသူတို့နဲ့သာစုံတဲ့နောက် es ကိုသာအပြေးပေါင်း f နဲ့ fe စုံသက်တာ f or fe ဖြုတ်လိုက်ပါ
vs ကိုထက်ကထက်အများကိန်းဖြစ်တဲ့ကွက်အများကိန်းကမခက်ပေါင်းဒီကာယံလေးဆောင်အလွယ်ရွက်ကပြောင်းပါမနေအများကိန်းနောင်းလေးဟုတ်ပါပြီနောက်ထပ်တစ်ခုပဲကျန်တော့တယ်အဲ့ဒါကတော့ဘာလဲဆိုတော့ uncountable noun ပေါ့ uncountable noun ဆိုတာရည်တွက်လို့မရတဲ့နာမ်တွေကိုခေါ်တာဆိုရည်တွက်လို့မရတဲ့နာမ်တွေကိုအလွယ်မှတ်မယ်ဆိုလို့ရှိရင်တော့ဘယ်ဘက်ချမ်းမှာပြထားတယ်တင်းငယ်လွန်းပြီးတော့ရည်တွက်ရခက်တဲ့အရာတွေကိုကျမတို့ကရည်တွက်လို့မရတဲ့ noun တွေအုပ်စုတွေကိုထည့်တယ်ဥပမာအားဖြင့် has သပင် rain မိုးရေစက်ကလေးမိုးပေါက်လေးတွေပေါ့နော်rain တွေမိုးပေါက်လေးရဲ့တေးသေးလေးအများကြီးကြတော့အရေးပုံစံလည်းဖြစ်တယ်သူကဆိုရေတွက်လို့မရဘူးနောက်တစ်ခါဘာရှိအောင်လဲ sesame နှမ်းစီလေးတွေပေါ့နော်နောက်ဘာရှိနိုင်သေးလဲ salt တကြားတို့စားတို့မှာအပွင့်လေးတွေပါတယ်ပေါ့ဒါပေမဲ့အစားပွင့်တကြားပွင့်လေးရဲ့သေးလုံးအားကြီးရယ်နော်နောက်တစ်ခုကအရေးပုံစံအနှစ်ပုံစံနဲ့အငွေ့ပုံစံတွေဆိုလို့ရှိရင်လည်းရေးတွက်လို့မရဘူးဥပမာရေတို့ paste ကအပြည့်အနှစ်ပေါ့နော်နောက်တစ်ခါ smoke မီးခိုးတွေအငွေ့တွေစားတောက်စရာတွေထဲမှာလည်းရေးတွက်လို့မရတာရှိတယ်ဥပမာအသားငါးနဲ့ဆန်ပေါင်မုတ်ပြီးတော့ နိုးထွက်ပစ္စည်းတွေနို့အခြေခံပြီးထုတ်လုပ်ထားတာပေါ့နော်နို့အခြေခံထုတ်လုပ်တာ cheese တို့ yogurt တို့ cream တို့butter တို့နော်တခြားပုံမှန်မဟုတ်တဲ့ uncountable noun တွေကြတော့ဒီလိုမျိုးဘိုင်းတွေမှတ်ထားလို့မရပဲတခုချင်းလိုက်ကြရတာတွေတော့ရှိနိုင်တယ်အဲ့ဒါကတော့သက်ဆိုင်ရာသင်ခန်းစာတစ်ခုကိုရောက်တာနဲ့ဒီသင်ခန်းစာခေါင်းစဉ်နဲ့ပတ်သက်တဲ့ uncountable noun တွေဆွဲထုတ်ပြီးတော့ကျက်သွားရမှာပေါ့နော်ဥပမာအဖြစ် music ဆိုရင်ရေးတွက်လို့မရဘူး homework ရေးတွက်လို့မရဘူး garlic ကျက်သွန်ဖြူရေးတွက်လို့မရဘူးစသဖြင့်ပေါ့နော်ဆိုဒီကပြလေးကျက်ကြရအောင်စမယ်နော် uncountable noun ဆိုတာရေးတွက်မရပါဘာတွေလဲကွယ်သိရဖို့ဒီကပြာလေးကြက်ကြစို့သေးငယ်လွန်းတဲ့အရာတွေဟာရေတွက်ရခက်တာသူတို့ကိုသာမှတ်လိုက်တော့ uncountable ပေါ့အရေးပုံစံပစ္စည်းတွေအနှစ်တွေနဲ့အငွေ့တွေသူတို့တွေလည်းမှတ်လိုက်စို့ရေတွက်မရပြုတ်အစားအသောက်ထဲမှာကွယ် uncountable ပါပါတယ်အသားနဲ့ငါထမင်းနဲ့ပေါင်မုတ်နို့အတွက်ပစ္စည်းကွက်ဒါတွေအကုန်မှတ်လိုက်ရင် uncountable စုံလင်းပုံမှန်မဟုတ်တဲ့နောင်တွေတော့အလွတ်ကျက်ဖို့လိုသေးပေါ့ဟုတ်ပါပြီဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲကြပြလေးတွေကိုပဲ sharing လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သင်ခန်းစာအသေးစိတ်တွေကိုတော့တည်တည်ချာချာသင်ကြားပေးခြင်းတော့မရှိဘူးပေါ့နော်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်တစ်ဆင့်ပြီးတစ်ဆင့်သင်ပေးထားပြီးတော့လေ့ကျင့်ခန်းတွေလုပ်တာကိုကြည့်ချင်တယ်ပြန်လိုက်ပြီးတော့လေ့ကျင့်ခန်းတွေလုပ်ကြည့်ချင်တယ်ဆိုရင်တော့ကျမ YouTube မှာတင်ပေးထားတဲ့ Oxford Grammar for Schools Level 1စာအုပ်လေးကိုသုံးထားတဲ့Starter A1 Level Basic Grammar Course မှာသွားပြီးတော့ကြည့်လို့ရပါတယ်စာအုပ်တစ်အုပ်လုံး level တစ်ခုလုံးကိုသင်ပေးထားတာပါပြီးတော့မပြီးသေးဘူးပေါ့နော်တဝက်မရှိတရှိ3ပုံတစ်ပုံလောက်တော့ပြီးပါပြီဆိုတော့အဲ့ဒါလေးကိုလည်းကျွန်မဆက်ပြီးတော့သင်ပေးပါမယ်အဲ့ဒီမှာသင်ပေးထားပြီးသားသင်ခန်းစာ1 2 3 4 5 6လောက်ထိတော့ပြီးပြီထင်တယ်အဲ့ဒါလေးတွေကိုအခန်း6ခန်းလောက်တော့ပြီးပြီလို့ထင်တယ်အဲ့ဒါလေးတွေကိုကြည့်ပြီးတော့လေ့လာထားလို့ရပါတယ်ဒီနေ့တော့ဒီနားလေးမှာပဲရက်လိုက်ပါမယ်နောက်မှဆုံတွေ့ကြပါမယ်ပြန်ပြီးတော့bye bye see you